ငိမ့်ချလိုက်တာမှကြီးတေးရအောင်ငိမ့်ချတောင်တန်းလေးနဲ့ဟိုဘက်ကဟိုဟာမြစ်ကြီးနဲ့နေရာချင်းမှနေရအခုကတော့ Giant Rain Tree ကိုသွားနေရလမ်းမှာပါမိနစ်30လောက်မောင်းရမယ်နော်ရုပ်ချင်းတိုင်းလေးဟုတ်တယ်တောင်လေးအောက်ပါဘယ်လိုသဘောရပါလဲလာမွေးလာတော့လာကြတော့လာရလို့ရှိတယ်ဟုတ်ပါကူသူကဗာလဲတအုပ်ကူတစ်ခုကိုတက်နေရသိလားပုံစံလေးရလဲစင်တူလေးရတော်တော်လှပုံပါပါဟမ်သူကဘိုးဘေးကူရှင်နေဒီဘက်မှာတယောက်ဒီဘက်မှာတယောက်လှရဟိုမှာလူရှိရလားလူကြီးအများကြီးမလာဆောက်လာလားမသိဘူးလာဆောက်လာရှင်းလာလားမသိနော်လာတော့လာတယ်ခင်ဗျာရမ်းလှရတောင်းနေရှင်းနေပြီလာတော့ဟာမကြသေးဘူးနဲ့တူနော်အခုကတော့ Heavenly Golden Cave ဆိုတဲ့ဖရားเจ้าပေါ့နော်ဗုဒ္ဓဘာသာဟိုတရုတ်ဖရားเจ้าပုံစံမျိုးအဲ့ကိုရောက်နေရပါတကယ်တော့ဟို Giant Rain Tree ကိုသွားတာလမ်းမှာတွေ့ရတဲ့စိတ်ဝင်စားဖို့ကောင်းမယ်ထင်တော့ပေါ်တက်ကြည့်ကြပါမယ်လာတက်ကြည့်ရဟုတ်ကဲ့မောင်ခေါင်းဘက်နဲ့လုံးနဲ့ငကားလေဟိုဘက်ကတစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံး6လုံး9လုံးခေါင်း9လုံးနဲ့ငကားဒီမှာအလဲမှာကလုံးအကျဖျားစီရီသူတေးသေးလေးထဲမှာမြင်ရတဲ့နေရာမှာတို့ချင်းမိုင်မှာတခဲထားထက်ဆိုင်တော့ပြီးတယ်ဒါမဲ့ဟိုကအောက်ကြည့်ရလာအဲ့တော့လာရနော်ဟိုးပေါ်ထိတ်ဆုံးစီရီရောက်သွားလို့ရှိရင်ပူအောင်လှအောင် tourist attraction နေရပဲဒါပေမဲ့လူကတော့တိတ်ရှိဘူးခုနကတော့ tourist တစ်ဖွဲ့တွေ့ရနော် view ကလှတယ်ဟိုအပေါ်မှာဆိုပူအောင်လှအောင်မယ်ပေါ်ဆက်သွားကြမယ်ဘာလေးလဲတော့မသိဘူးပေါ့နော်သူတို့ယုံကြည်မှုနဲ့သူတို့ပဲဆိုတော့ကဲငကားပါဇက်ထဲဝင်ပါပြီအခုငကားပါဇက်ထဲဝင်သွားပြီအတန်တော်လို့ဟုတ်တယ်ခုနကဇရက်မှာတော့မှအတန်တော့မယ်လေးဘက်လေးလန့်လုံးဟထားတဲ့ဇရက်ကြီးမှာတော့မှအတန်ဖိတ်နေရသတိထားပြီးတက်မှာရငကားဆိုတော့လည်းကွက်ကောက်ဖြစ်နေရပါတော့သူကစက်တေးအများကြီးပဲသူကဘယ်လာရောက်လောက်အော်ဒီမှာသူ့ရဲ့ဇလန်ဖားဇလန်လေနေရောကြည့်အောင်စုခိုထိုင်းခဏောင်းပိုင်းနဲ့အယုဒ္ဓယခေတ်တို့ကူးပြောင်းတဲ့အချိန်မှာတိဆောက်ထားတယ်တဲ့မျက်နှာကျက်မှာရှိတဲ့ဗုဒ္ဓရုပ်ပွားရိုင်းနဲ့နမိတ်အမှတ်တောင်းဟောင်းနေတာတဲ့စုခိုထိုင်းခေတ်ကဖြစ်ပြီးတော့တဲ့ဗုဒ္ဓရုပ်ပွားရိုင်းကအယုဒ္ဓယခေတ်ကဖြစ်ကြောင်းထောက်ထားရတွေ့ရတယ်တဲ့ဟောဒီအပေါက်ကလေးရအေးသားကဲတို့ကငကားဖိုက်ထည့်ရောက်နေလားအမိရောက်တော့အမထင်တော့ဒီလိုက်ကိုဖះဆောက်တဲ့ဟောတဏှာကြီးဖြစ်မှာပါဒီဖះရဲ့သမိုင်းအိုးရှင်းနေပါပြီ view อ่ะလိုက်ကူရောက်ပြီငကားရဲ့အမီးတက်တဲ့မှာလိုက်ကူရှိရဟိုမှာလိုက်ကူရောက်လိုက်ကူကလည်းလှသူကအနက်ပြန်နော်ဝါလာရမှန်ဝါးယူလိုက်တာနော်လုတ်ခံလာနော်ဖနာချောမှာပြောလို့ဆိုရင်ခုနရထားလန်းထပ်ပို့ပြီးတော့တော့ကြရတယ်ခံလာမှာတော့ကူရပို့လာနော်
ကူကတော့လာရနန်းတော့မကောင်းတော့မှတ်တယ်လာလာမတက်နဲ့လေတက်လို့မရ 我上网摸去，ဟိုးထိတ်ထိဟိုဖះလေးစေတီရှိရလေအဲ့စေတီရှိဘာမှမတက်နိုင်တော့ 我来的， မောတယ်ပေါင်နေတောင်းနေပါလိုက်တာပဲနေဟုတ်ဘာပဲလဲမသိ